အားလုံးပဲမင်္ဂလာပါ Man City Football မြန်မာ page နဲ့ PM channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်တို့ကြာသပတေးနေ့မနက်မှာကံမဲ့ EFL ကပ်ရဲ့ quarter final ပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်တို့ Man City အသင်းနဲ့ Brentford အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြာသပတေးနေ့မနက်ကျွန်တော်တို့မလေးအချိန်နဲ့ကြည့်မယ်ဆိုလို့ရှိရင်3နိုင်ခွဲမြန်မာအချိန်နဲ့ကြည့်မယ်ဆိုရင်2နိုင်မှာကံမဲ့ပွဲ Man City နဲ့ Brentford Man City နဲ့ Brentford ကပြောမယ်ဆိုလို့ရှိရင်ဒီပွဲက Man City အတွက်လွယ်ကူကောင်းလွယ်ကူနိုင်တယ်ဒါပေမဲ့ Brentford အတွက်ကလည်းပြောမယ်ဆိုလို့ရှိရင်ဒီပွဲကသူတို့အတွက် momentum ပြောင်းနိုင်တဲ့ပွဲလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Brentford ကနောက်ဆုံးကစားထားတဲ့၅ပွဲစတိုက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်သူတို့ Burnley အသင်းကိုမနိုင်ထားတယ်။ပြီးခဲ့တဲ့ဘက်ကလည်း Leeds ကိုတည်ကြထားတယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် Brentford ကဒီပွဲက Man City ကိုလာသူတို့နိုင်သွားမယ်ဆိုလို့ရှိရင်တော့သူတို့အတွက်ဒါ momentum တစ်ခုပဲ။ဒါပေမဲ့ Man City ဟာအခုနောက်ဆုံးကစားထားတဲ့၅ပွဲမှာ၅ပွဲလုံးနိုင်ထားတယ်။အဲ့တော့ Man City ကလည်းသူ့ရဲ့ momentum ကိုထိမဲ့သဘောမှာရှိတယ်။ဒါပေမဲ့ဒီ EFL ကတ်ဆိုတော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင် Guardiola ဒီဖလားကိုလိုချင်လားမလိုချင်လားအဲ့ပေါ်မှာမူတည်တယ်။အဲ့ဒီအပေါ်မှာအလုံးစုံမူတည်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Man City အသင်းဟာပြောမယ်ဆိုလို့ရှိရင်ဒီဘက်ကို2ပွဲကစားနေရတယ်။တင်းကြီးတွေပေါ့တဲ့မှာများတော့အဖြစ်ဒီဘက်ကို2ပွဲကစားနေရတယ်။ဒီဘက်ကို2ပွဲကစားနေရတဲ့အချိန်မှာပွဲပန်းတန်တွေကိုကောင်းကောင်းခံနေရတယ်။ဒါပေမဲ့Guardiola ကသူ့ရဲ့ rotation system အရင်ကောင်းတဲ့အတွက်အခုကစားသမားတွေကိုအမြန်ပွဲဖြတ်မယ်ပြီးသွားရင်ကစားသမားတွေကိုလဲမယ်လဲချက်ရှိရလဲမယ်ပြီးသွားရင်သူတို့ပွဲကိုလုံးဝမီးအရင်သွားလိုက်မယ်အဲ့လိုမျိုးသွားနေတဲ့အနေအထားနေပြီးတော့အခု Guardiola ကဒီပွဲကိုလည်းကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ကျင်းတည်တယ်သူတို့သုံးမဲ့လူစင်းတွေထဲမှာဆိုလို့ရှိရင်အဓိကကစားသမားတွေအများစုနားယူလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ Liverpool နဲ့ပွဲတုန်းကကစားခဲ့တဲ့ပုံစံအတိုင်းပွဲထွက်လာမယ်လို့တော့ကျွန်တော်မြင်မိတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဗတ်တန်းမှာကြည့်ရမယ်ဆိုလို့ရှိရင် Ruben Dias တို့ Guardiola တို့ O'Reilly တို့ Nunes တို့အကုန်လုံးနှီးပါနားလိမ့်မယ်ထင်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကိုသမားဒူနာရူမာလည်းနားလိမ့်မယ်နောက်ပြီးတော့နီကိုခွန်ဆာလက်ကတော့တုံးလိမ့်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू က Calvin Phillips ကိုလည်းမကြိုက်ဘူးတုံးလည်းမတုံးဒါပေမဲ့ပြောမရဘူး Calvin Phillips ကိုပဲတုံးမလားဆိုတာလည်းစောင့်ကြည့်ရမယ်နောက်ပြီးတော့ကျွန်တော်တို့ကွင်းလယ်မှာဆိုရင်လည်းအကုန်လုံးနှီးပါချိန်လိုက်လိမ့်မယ်အဲ့ထဲမှာ momentum ပြန်မှန်လာတဲ့ကျွန်တော်တို့ Foden တို့နောက်ပြီးတော့ Ryan Cherki တို့ကိုများတုံးချင်တုံးမလားလို့တော့မပြောတတ်ဘူးကျွန်တော်အမြင်ကတော့မတုံးတော့ဘူးထင်တယ်ဘာဖြစ်လို့ဆိုတော့သူတို့တွေက momentum ပြန်မှန်လာပြီးယုံကြည်မှုပြန်ရလာပြီဆိုတော့ဒီကစားသမားတွေကိုဒီပွဲကိုအနားပေးမယ်ထင်တယ်နောက်ထပ်ပွဲစဉ်တွေအတွက်ကိုမှကြိုတင်ပြင်ဆင်မယ်လို့တော့ကျွန်တော်မြင်မိတယ်နောက်ပြီးတော့ကျွန်တော်အမြင်ပြောမယ်ဆိုတော့ဟာလန်ကတော့ကျင်းတည်နားလိမ့်မယ်ဒိုကူပြောမရဘူးပိုင်းပါလာလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ Palace နဲ့ပွဲမှာဒိုကူမပါဘူးဒိုကူအနားပေးထားတယ်ဆိုတော့ဒိုကူများပြန်သုံးလာမလားဆိုတော့စောင့်ကြည့်ရမယ်ကျင်းနေတာကတော့ဆာဗီညိုကတော့ပါလိမ့်မယ်ဆာဗီညိုကိုသုံးလိမ့်မယ်ဘာလို့လဲဆိုတော့ဆာဗီညိုကိုစက်တိုက်အရန်ကနေပဲထက်ဆော့နေတာဆိုတော့ဆာဗီညိုကိုဒီပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်တိုက်စစ်မှာတော့မာမုရှ်ပဲပါလိမ့်မယ်ရိုက်တာတို့ဘာလို့သုံးလိမ့်မယ်ဘာနာဒိုဆေးပါလည်းနားလိမ့်မယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်အဲ့တော့အရန်အများစုနဲ့ပွဲထွက်လာမယ်လို့တော့ကျွန်တော်မြင်မိတယ်မန်စီးတီးဒါနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်ဟိုဘက်မှာချက်စီနဲ့ကတ်တင်နဲ့တက်လာတယ်တတင်းနဲ့တွေ့မယ်ချက်စီနဲ့တွေ့မလားမသိဘူးကျွန်တော်အမြင်ပြောမယ်ဆိုရင်နောက်ပြီးတော့နယူကာဆယ်နဲ့ဖူဟန်နဲ့ကစားဖူဟန်နဲ့ရှိတယ်အာဆနယ်နဲ့ပဲလစ်နဲ့ရှိတယ်အဲ့တော့အာဆနယ်တို့နယူကာဆယ်တို့ချက်စီတို့မန်စီးတီးတို့အပေါ်မှာစီမီမှာတွေ့မလားမသိဘူးအဲ့တော့စီမီမှာတို့ဒါအဲ့လိုမျိုးတွေ့သွားမယ်ဆိုလို့ရှိရင်ပွဲကဆက်ချက်လာမယ်အဲ့တော့ပြောမယ်ဆိုရင်ဒီဖလားကထိပ်ပိုင်းရောက်တော့ကြည့်လို့တော့ကောင်းတယ်ဒါပေမဲ့အာယုံတော့နောက်တယ်ဗျာတဲ့မလားချန်ပီယံလိနဲ့ ပရီးမီယာလိကိုအာယုံကောင်းကောင်းစိုက်တင်တယ်လို့ကျွန်တော်မြင်မိတယ်ဂွာရီယိုလာအနေနဲ့လေအဲ့တော့ဂွာရီယိုလာဒီဖလားကိုလိုချင်မလိုချင်အဲ့ပုံမှာပဲမူတည်တယ်သူလိုချင်တယ်ဆိုရင်တော့သူအသေးအံကန်လိမ့်မယ်တကယ်လို့သူမလိုချင်ဘူးဆိုရင်လည်းဒါဂွာရီယိုလာရဲ့ပုံစံပဲဒါကျွန်တော်တို့ဘာမှတော့ပြောလို့မရဘူးကျွန်တော်တို့ triple ရတဲ့နှစ်တောင်မှဒီဖလားသူတို့မယူခဲ့ဘူးဒါဂွာရီယိုလာပဲအဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီပွဲဟာဂွာရီယိုလာဖလားလိုချင်လို့ရှိရင်ဒီပွဲကနိုင်မယ်တကယ်လို့ဂွာရီယိုလာကဒီဖလားကိုမလိုချင်ဘူးဆိုရင်ဒီပွဲကရလက်ကတမျိုးပြောင်းသွားနိုင်တယ်။များသောအားဖြင့်အဓိကကစားသမားတွေကိုအနာပေးလိမ့်မယ်။ Brentford အနေနဲ့ကလည်းအခုရလက်ပိုင်းဆိုးဝါးနေတဲ့အပေါ်မှာသူတို့ပြန်ပြီးတော့ recover ဖြစ်အောင်တော့အင်တိုင်းအားတိုင်းဆော့မယ်လို့တော့ကျွန်တော်မြင်မိတယ်။ဒီပွဲဟာ Man City နိုင်မနိုင်ဆိုတာက Guardiola ပေါ်မှာမူတည်တယ်။ Brentford ကတော့အားတုံခေါ်ဆိုင်ဆော့မယ်လို့ကျွန်တော်မြင်မိတယ်။ကြည့်ရှုပေးကြတဲ့တဦးတယောက်ချိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ခဲ့ပြီးမြတ်တိုက်ရခဲ့ပါတယ်။ဟုတ်ကဲ့။ပွဲပြီးကြရင်ပြန်တွေ့မယ်လို့ပြောတာကျွန်တော်ပြန်မတွေ့ဘူး။ sorry ပါကျွန်တော်ကနည်းနည်းလေးကြည့်လိုက်တယ်ဒီပွဲကပြောစရာရှိတယ်ဒါပေမဲ့နည်းတော့ကျွန်တော်မပြောချင်ဘူးကျွန်တော်ကစုထားတယ်နောက်မှတဲကျုံးမယ်ဆိုပြီးစဉ်းစားထားတယ်အစားမလို့မပြောပြတာအဲ့တော့ကျွန်တော်ပွဲပြီးကြရင်ပြန်တွေ့ကြတော့ဟုတ်ကဲ့